မီယာကန်ရင်ဘလိုအိုင်တန်တွေထည့်တင်လဲမီယာကန်မယ်ဆိုရင်တော့ပထမဆုံးထည့်ထားတင်တဲ့အိုင်တန်ကဝင်းတော့ကရေးဖြစ်ပါတယ်ပြီးရင်တော့ဝင်းတော့ကရေးကွန်ဘိုအိုင်တန်ဖြစ်တဲ့ဘတ်စကားဖြူတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးရင်တော့တွေးပြန်တက်မယ်ဟာကလော့ကိုထည့်ရမှာဖြစ်ပါတယ်ဟာကလော့ပြီးရင်တော့အဝေးကနေပြစ်လို့ရအောင်မလီဖက်ကန်ကိုထည့်ရမှာဖြစ်ပါတယ်မလီဖက်ကန်ပြီးရင်တော့လွယ်လွယ်နဲ့မတီးအောင်ရုပ်ကိုမတီးရောကိုထည့်ဆက်ရမှာဖြစ်ပါတယ်မီယာကန်ပြီးအိုင်တန်မဆက်တက်ဘူးဆိုရင်တော့အခုပြထားတဲ့အိုင်တန်အတိုင်းထည့်ပြီးဆိုလို့ရပါတယ်ဘရောင်းအနေနဲ့တခြားတီးချင်တဲ့ဟီးရိုတွေရှိတယ်ဆိုရင်လည်းကောမန့်မှာပြောသွားလို့ရပါတယ်မနေ့ကတော့အိမ်ချပေးလိုက်တာလေအေးလေမနေ့ကညကပုတ်တာနှစ်ပုတ်ပေးလိုက်တယ်လေမမေကြိုက်နေတဲ့ရပုတ်တာနှစ်ပုတ်ဖြေပါဆိုကြီးဂျာမပြောရလေအေးအဲ့ဒါလှုပ်လာလားမလှုပ်လာဘူးဒါတပုံးမှမကြိုက်လို့တပုံးမှမလှုပ်လာဘူးမဟုတ်လေနင်းကိုကြိုက်နေတဲ့ရရွေးလှုပ်ခိုင်းတာဂျာမကြိုက်နေတာရွေးခိုင်းတာဒါမှမကြိုက်တယ်ဦးကျော်ကြိုက်လို့မရဘူးတပုတ်ရွေးလာမှာဂျာမတာဟိုကတော့ရတယ်ဂျာမဘယ်ရတော့ဗာလဲဟိုကြပြလေးလေအားလေကြပြတော့လေသမားကြီးဖိုးတာအောင်စဘာခိုးဖို့သူစ조사အောင်စဘာဆိုင်ဖို့သူကြံဆောင်ကိုဖုံးမောင်လှုပ်သမားပုံအိတ်လေဖို့သူစ조사ကိုထုတ်လို့ဖို့သူကြစားဥဖိုးကြအကြောင်းဆရာကျူရှင်ဖွင့်လို့စီးပွားရှာမောင်တွန်းသားစစ်သားကလေးပြည်တွင်းရန်ကိုကာကွယ်ပေးခွင့်ယူပြီးတော့တက်ကပြေးတာမဟုတ်လားသားစာပြန်ပြီးမောင်သိန်းနဲ့တစိကောင်းတွေခွာရောင်းပြန်ကိုသားစံပြီးတဲ့သမားမီးလောင်ပြင်မှာငါ6ပုတ်စားရဲသားကြီးကကိုလာရွှေလက်ဖေးဆိုင်မှာချဲတွက်နေတို့လုံးမေမခင်မြမတာကားအောင်မီးနီပြဥစိန်ဘာဆရာဝန်တင်းချင်းကုန်းမှာစိုင်းပုတ်တင်မလာမွန်သူနာပြုလူနာခွဲဥတူနဲ့ထူဘာလူနာခွဲဥတူနဲ့ထူလဲနေခွဲဥကရင်နာသားတယ်ရင်နာသားတယ်